ဒီအမျိုးသားကဘီလီယံနာတစ်ထည့်တယောက်ဖြစ်ပြီးသူ့မိသားစုကစီစဉ်ပေးတဲ့အတိုင်းသူမချစ်တဲ့အမျိုးသမီးတစ်ယောက်ကိုလက်ထပ်ခဲ့ရပါတယ်။ဒါပေမဲ့ကံကြမ္မာကရက်ဆက်စွာလောင်ပြောင်ခဲ့ပြီးမင်္ဂလာဆောင်နေ့မှာတင်သူနှစ်တွေအကြာကြီးချစ်ခဲ့ရတဲ့ရီစားဟောင်းကိုသူတို့ရဲ့မင်္ဂလာပွဲမှာရုတ်တရက်တွေ့လိုက်ရလို့အံ့ဩသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူ့စိတ်ထဲမှာရီစားဟောင်းရဲ့ပုံရိပ်တွေပဲပြည့်နေနေပြီးဘာပြောရမှန်းမသိအောင်ဖြစ်သွားခဲ့ပါတယ်။ကံကောင်းစွာနဲ့ပဲဖုန်းတော်ကြီးကတတိပေးလိုက်မှအခြေအနေကပြန်လဲတည်ငြိမ်သွားခဲ့ပါတယ်။ဒါပေမဲ့သူတို့သမီးဖြစ်သူကတော့သူမရှိကယောက်ျားကသူမကိုမချစ်ဘူးဆိုတာကိုမသိရှာပါဘူး။သူမကတော့ပျော်ရွှင်စွာနဲ့ပြုံးနေခဲ့ပါတယ်။သူတို့သားကမင်္ဂလာပွဲတစ်လျှောက်လုံးတစ်ချက်လေးတောင်မပြုံးခဲ့တယ်လို့ဧည့်သည်တွေကိုနှုတ်ဆက်တဲ့အခါမှာလည်းမျက်နှာတီးနဲ့ပဲနေခဲ့ပါတယ်။အဲ့ဒီနောက်ရီစားဟောင်းကသူချစ်ရတဲ့ယောက်ျားတခြားတစ်ယောက်နဲ့လက်ထပ်သွားတာကိုကြည့်ပြီးဝမ်းနည်းပူဆွေးစွာနဲ့ခမ်းမထဲကနေထွက်ပြေးသွားခဲ့ပါတယ်။မင်္ဂလာပွဲပြီးမှသူတို့နှစ်ယောက်ဟာတထေးလေးရဲ့အိမ်ကိုပြောင်းရွှေ့လာခဲ့ကြပါတယ်။ဒါပေမဲ့တထေးလေးကသူတို့သမီးရဲ့အထုပ်ပိုးတွေကိုတောင်ကူမတဲပေးပဲဒစိမ့်တွေလိုပဲဆက်ဆံခဲ့ပါတယ်။အိမ်ထဲရောက်တော့သူတို့သမီးကိုဧည့်ခန်းမှာပဲနေခိုင်းပြီးသူကတော့သူ့အခန်းကိုတန်းသွားခဲ့ပါတယ်။သူတို့သမီးကသူတို့ဘာလို့အခန်းတစ်ခန်းနဲ့အတူမအိပ်ရတာလဲဆိုပြီးအံ့ဩသွားပါတယ်။တထေးလေးကတော့မင်္ဂလာဆောင်ပြီးတာတောင်မှဘာပျော်ရွှင်မှုမှမခံစားရပဲလမ်းခွဲခဲ့ရတဲ့နာကျင်မှုတွေကိုသာခံစားနေရပါတယ်။သူကရီစားဟောင်းရဲ့ဆူတောင်းပေးတဲ့စကားကိုကြည့်ပြီးဒေါသထွက်ကသူ့ရဲ့မင်္ဂလာလက်စွပ်ကိုချွတ်ပြီးငါးကန်ထဲကိုဖြစ်ချလိုက်ပါတယ်။အဲ့ဒီညမှာပဲတထေးလေးကသူတို့သမီးကိုစာချုပ်တစ်ခုလက်မှတ်ထိုးခိုင်းခဲ့ပါတယ်။အဲ့ဒီစာချုပ်ကတော့သူတို့ရဲ့အိမ်တော်ရေးဟာစီစဉ်ပေးတဲ့အတိုင်းသာဖြစ်ပြီးသူကသူတို့သမီးကိုမချစ်ကြောင်းဒါကြောင့်ဇနီးတစ်ယောက်ရဲ့တာဝန်တွေကိုထမ်းဆောင်စရာမလိုကြောင်းတစ်နှစ်ပြည့်ရင်ကွာရှင်းဖို့အစီအစဉ်ရှိကြောင်းရေးသားထားပါတယ်။သူတို့သမီးကဝမ်းနည်းစွာနဲ့သူကဘာလို့အိမ်တော်ရေးကိုနောက်ပြောင်စရာတစ်ခုလိုသဘောထားရတာလဲလို့မေးခဲ့ပါတယ်။သူ့မိသားစုဒါမှမဟုတ်သူမမိသားစုအကြောင်းကိုရောမစင်စားဘူးလားလို့မေးခဲ့ပေမဲ့တထေးလေးကတော့လုံးဝဂရုမစိုက်ခဲ့ပါဘူး။သူကမင်းသဘောမတူရင်တရားရုံးသွားပြီးကွာရှင်းဖို့လျှောက်ထားလိုက်လေလို့ပြောခဲ့ပါတယ်။သူတို့သမီးကအဲ့ဒီလိုဘယ်တော့မှလုံးဝမဟုတ်ဘူးဆိုတာသူသိနေလို့ပါသူတို့မိသားစုနှစ်ခုကနှစ်ပေါင်းများစွာခင်မင်ရင်းနှီးခဲ့ကြပြီးသူတို့သမီးရဲ့မိဘတွေကတထေးလေးရဲ့မိသားစုအခက်အခဲဖြစ်ချိန်မှာကူညီပေးခဲ့ကြပါတယ်။အဲ့ဒီအချိန်ကလေးကတထေးလေးရဲ့မိဘတွေကသူတို့သမီးကိုသူတို့သားနဲ့လက်ထပ်ပေးမယ်လို့ကတိပေးခဲ့ကြတာပါကံမကောင်းစွာနဲ့သူတို့သမီးရဲ့မိဘတွေကကားအက်ဆီဒင့်နဲ့ဆုံးပါသွားပြီးနောက်သူမကိုဦးလေးဖြစ်သူကကျွေးမွေးဆောင်ရှောက်ခဲ့ပါတယ်။သူမပွဲရပြီးနောက်မှာတော့တထေးလေးရဲ့မိဘတွေကသူမကိုသူတို့ရဲ့ချွေးမဖြစ်လက်ခံဖို့အကြိမ်ကြိမ်တောင်းဆိုခဲ့ကြပါတယ်မိသားစုနှစ်ခုလုံးကလည်းသဘောတူခဲ့ကြလို့အခုလိုလက်ထပ်ခဲ့ကြတာပါဒါပေမဲ့အခုလိုအခြေအနေမှာသူတို့သမီးကဘလောက်ပဲဝမ်းနည်းနာကျင်ရပါစေဘသူ့ကိုမှဖွင့်ပြောပြလို့မရခဲ့ပါဘူးသူမကနေဘက်တွေမှာဆူတောင်းပြီးညဘက်တွေမှာတော့တယောက်တည်းတိတ်တဆိတ်ငိုကြွေးနေခဲ့ရပါတယ်ဒါပေမဲ့သူမကညစာကိုတော့တေချာပြင်ဆင်ပေးခဲ့ပါတယ်တထေးလေးကတော့သူမပြင်ပေးတဲ့ညစာကိုမစားရုံသာမကသူမကိုအောက်ထပ်ကိုပြန်ဆင်းသွားဖို့အော်ငေါက်ခဲ့ပါတယ်ဒုတိယထပ်ကသူ့ရဲ့ကိုယ်ပိုင်နေရာဖြစ်ပြီးသူမကိုအဲ့ဒီမှာနေခိုင်းမှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်နောက်တစ်နေ့မှလည်းသူတို့သမီးကစောစောထပြီးတထေးလေးအတွက်နနက်စာပြင်ဆင်ပေးခဲ့ပေမဲ့တထေးလေးကတော့အရင်လိုပဲအေးဆက်ဆက်နဲ့ဆက်ဆံခဲ့ပါတယ်သူမကနောက်နေ့တထေးလေးရဲ့မွေးနေ့ရောက်ရင်သူ့သဘောကျအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုနီးမြဘိုးစုံနဲ့စဉ်းစားပြီးနောက်ဆုံးမှာတော့ဘောလုံးကန်တာကိုဝါသနာပါမန်းတည်သွားခဲ့ပါတယ်သူမကတထေးလေးကိုဘယ်ချိန်ပြန်လာမလဲမေးတော့သူက9နာရီမှာပြန်လာမယ်လို့ပြောပါတယ်ဒါကြောင့်သူမကဘောလုံးပုံစံကိတ်မှုတစ်ခုလုပ်ပြီးဖျောင်းနိုင်တွေထွန်းကပျော်ရွှင်စွာနဲ့စောင့်နေခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာတထေးလေးကရီစားဟောင်းနဲ့အတူရှိနေခဲ့တယ်ဆိုတာကိုတော့သူမမသိခဲ့ပါဘူးတထေးလေးကရီစားဟောင်းကိုသူ့ကိုနောက်တစ်နှစ်လောက်စောင့်ပေးဖို့တောင်းဆိုခဲ့ပြီးတစ်နှစ်ပြည့်ရင်လက်ထပ်မယ်လို့ကတိပေးခဲ့ပါတယ်ဒါပေမဲ့